đó mình nắp hàng cho nó còn những độ thục lý gì này còn những độ gọi là từ thu mà ra để khổ đào bọc nhá từ xa gì nào ra thế cái mà cái nào mà đi ra rồi bây giờ gọi là từ mi ba đi ra thế cái chui cái đấy bộ này xa gì này rồi ở này ai bộ này của cho nó rồi lấy lúc bia ra mà đó rồi bây giờ mua lúc mua gì phiếu ra mà đi mà đi ra đó quạt tao bọc nhá bây giờ cháu không nhá đó rồi bây giờ không nhá đi mà bây giờ tôiပြောđể thu rồi đã cho nó lấy khám mà tôi mua không nhá về đã cả có bị cháu bỏ nó có bị cháu tiêu tiền mà về rồi đấy có bị cháu và ở đâu tôi mi ba đi là theo cái xa cái đấy bông ra rồi bị ở đây là theo cái này cho theo rồi đấy đã đó nó xong bị chất tôi mấy bạc không nhá đó là cho nó mốc sa bao nào bạc không nhá mốc sa bao nào đã bây giờ đi yên khăn này không nhá anh đi yên thế cho nó lo đó tống vào cho nó theo đấy tống vào theo đấy bây giờ giao đi này theo mấy quạt tao bạc không nhá quạt tao đi theo mấyปฐมဦးဆုံးဒါမိုးရေစလောင်းနေခင်ဗျအပေါ်ကျော်လေးမိုးရေကိုပထမဦးဆုံးကျွန်တော်နှစ်ခွက်လောက်တစ်ခွက်ပဲလောင်းနေခင်ဗျတစ်ခွက်လောင်းမယ်ဒါဒီလိုအပေါ်ကျော်လေးနည်းနည်းတင်းသွားပြီဆိုရင်ကျွန်တော်ဒုတိယမြောက်ခွက်ကိုထည့်ပါတယ်ဒုတိယမြောက်ကတော့နည်းနည်းလေးပေါ့များများလေးနည်းနည်းတပန်းစာအကုန်ထည့်လိုက်တယ်ပေါ့ခင်ဗျကျွန်တော်ဒါတပန်းစာဘန်းကလည်းကျွန်တော်ဒီကီလို17လက်မစိုက်ရှိရဘန်းဗျဒီຢာကစံဘာနဲ့လောက်တာလဲဆိုရင်ကျွန်တော်တို့ကစံစိမ့်မှုနဲ့လောက်တာခင်ဗျစံစိမ့်မှုနဲ့လောက်တယ်အဲ့လိုထည့်ပြီးသွားရင်ကျွန်တော်တို့အစာပလာခုနကြံခဲ့တဲ့အစာပလာတွေကိုဒုတိယအချိန်ထပ်ထည့်မှာခင်ဗျပေးဒုတိယအချိန်ထည့်ပါတယ်ဒုတိယအချိန်ကတော့ကျွန်တော်တော်တော်များများထည့်ပြတာခင်ဗျနည်းနည်းလေးပဲခြံလာခဲ့ဘာဖြစ်လို့ခြံလာဆိုရင်နောက်ဆုံးခြံတဲ့ဥစ္စာအပေါ်လေးမှာနည်းနည်းလေးတင်ဖို့တက်တယ်နော်သားထပ်ထည့်မယ်အသားကလည်း customer စိတ်တိုင်းကြပါတော့ချက်သားနဲ့ကြိုင်ချက်သားနဲ့ဝက်သားနဲ့ကြိုင်ဝက်သားနဲ့ဒီ customer ကတော့ကျွန်တော်အထူးမှာတဲ့ဝက်သားနဲ့မှာထားတာမြတ်ဝက်သားထည့်ပြီးသွားရင်နောက်ထပ်ကြံတဲ့ပစုံကြောက်လေးနဲ့ထပ်ထည့်မယ်ဒါခုနတော့ပြောတဲ့ customer ပြောသူမှာလာတဲ့ဒါကော်ပီကြောက်ပေါ့နော်ကော်ပီကြောက်ထပ်ထည့်ပြီးတော့မြတ်ကော်ပီကြောက်ဒါသူအထူးအော်ဒါမှာပုံမှန်ဆိုကျွန်တော်တို့ကမထည့်ဘူးခင်ဗျသူကတော့ဒါဝက်ဥကြောင်းအစားကိုဒါထည့်ပြီးပါဆိုတော့ကျွန်တော်ဒါဝက်ဥကြောင်းအစားကိုကျွန်တော်ဒါထည့်ပြီးတာခင်ဗျဟိုအဲ့ပြီးရင်ဖုံးအုပ်ထားပြီးသွားရင်တော့အနည်းဆုံးဟုတ်45မိနစ်လောက်ကျွန်တော်တို့ပေါင်းထားပါတယ်ပေါင်းပြီးလို့ထွက်လာတဲ့ဥစ္စာကိုပြန်ပြပါမယ်ခင်ဗျကျေးဇူးပါဒါကတော့ကျွန်တော်တို့45မိနစ်ကြာပြီးလို့ရောက်ချလို့ရတဲ့အနေထားပါခင်ဗျာအဲ့မှာရေကောင်းမုံလေးပေါ့နော်နည်းနည်းလေးဖြူပေမယ်အပေါ်ကနေပြီးတော့နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်တို့အသားလေးတွေပေါ့နော်ချက်သားလေးဝက်သားလေးတွေကိုနည်းနည်းထပ်ဖြူတယ်အပေါ်ကနေပြီးတော့ပေါ့အမြင်လှအောင်လို့ပါခင်ဗျအောက်မှာလည်းအသားတွေအများကြီးပါပါတယ်ဒါပေမဲ့အပေါ်မှာအမြင်လေးနည်းနည်းပူလှသွားတာပေါ့အသားလေးတင်လိုက်ရင်နော်နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်တို့ဗာထည့်တယ်ဆိုတော့ဒါချက်သမိတ်ပေါ့နော်ချက်သမိတ်လေးထည့်ပါတယ်ချက်သမိတ်လို့ထည့်ပြီးရဆိုဒါဆိုရင်တော့ဒါအေးပြီးသွားပြီဆိုရင်တော့ဒါ customer စီပို့လို့ရပြီဒါကျွန်တော်အေးခဏပြီးမနေ့ကျရင် customer စီပို့မှာပါဟုတ်ကျေးဇူးပါ